ကားတွေပေါ့နော်ဆိုတော့အဓိကလူထုရဲ့အင်အားကိုလိုတဲ့အချိန်တွေပေါ့နော်ဆိုတော့လူထုရဲ့အင်အားကိုလိုနေတဲ့အချိန်မှာတခါတလေကျတော့ခုနကအမုန်းစကားကိုအသုံးချပြီးတော့ဥပမာဘာသာရေးပဲဖြစ်ဖြစ်အဓိကတော့ကျွန်တော်တို့အများဆုံးတွေ့နေရတာတော့နိုင်ငံရေးတွေမှာတော့မြင်ရတာပေါ့နော် သူပြန့်နှံ့တက်တာတော့အများစုကတော့ကျွန်တော်တို့အရေးကောက်ပွဲနီးတဲ့အချိန်ပေါ့ဒါကတော့ဗမာပြည်တည်းမဟုတ်ပါဘူးတစ်ကမ္ဘာလုံးမှာပဲအင်အားစု2ခု3ခု4ခုအဲ့လိုမျိုးပြိုင်ပြီးရှင်တဲ့အချိန်မှာလို့ရှင်တခြားအင်အားစုကိုဖိနှိပ်ချင်တာအင်အားရော့စေချင်တဲ့အချိန်ကြလို့ရှင်တော့ကျွန်တော်တို့conflict တွေကိုဖန်တီးကြတာပေါ့ဥပမာဆိုလို့ရှိရင်တခြားဗမာပြည်မှာဆိုလို့ရှိရင်လည်းကျွန်တော်ဘာသာရေးကနည်းနည်းထိလဲရှလဲဆိုတဲ့အခါကျတော့conflict တွေကိုဖန်တီးပြီးတော့တခြားပါတီကိုနည်းနည်းအကြီးညိုပြတ်အောင်လို့အင်အားရော့အောင်လို့တော့လုပ်တာများတယ်မင်းများအောင်လို့ပေါ့ဟုတ်မုံစကားဆိုရင်ခုနကရွေးကောက်ပွဲကာလာရှိမယ်ပြီးတော့လူတွေမကျေနပ်တဲ့ဖြစ်စဉ်တွေပို့လူရဲ့စိတ်ခံစားချက်ကိုနှိုးဆွားရဖြစ်စဉ်တွေပို့မှာဘုံပေါက်တာတိုက်ပွဲဖြစ်တာအဲ့လိုမျိုးခြေနေတစ်ခုပြင်တာဘယ်သူလက်ချက်ဆိုပြီးတော့တစ်ဖက်နဲ့တစ်ဖက်ပြောကြရှိတယ်တကယ်တမ်းဘယ်သူလုပ်တယ်ဆိုတော့တိကျသိရတယ်အဲ့ဒါကိုပို့သားပြောတဲ့ဟာတွေရှိတယ်ပြီးတော့တစ်ဖက်နဲ့တစ်ဖက်ကအဲ့ဒီအချိန်မှာပိုကွဲရပါတော့ဆိုတော့အဲ့ဒီအချိန်မှာအမုန်းစကားတွေပို့ပြီးတော့တုံးချကြရတယ်ပေါ့ဒီချက်ရှိတုံးတာလည်းပါတယ်တချို့ကကျတော့တုံးလိုက်မိမှမသိဘူးနဲ့အကျင့်ပါပြီးတော့ဒါကြီးဒီခါနေမရုံးမထွက်နိုင်တဲ့ဒီမုံစကားတွေပဲထက်ကထက်စလို့ပြီးပါတယ်ပေါ့ဟုတ်နောက်တစ်ခုကကျတော့ကျွန်တော်တို့တိုင်းပြည်ကတားကြီးခက်ခဲကြက်တက်လာတဲ့ချိန်ဥမာအစားတောက်တွေကုန်စည်တုံးတွေတအားကြီးမြင့်လာတဲ့ချိန်ဆိုလို့ရှိရင်တော့သူတို့ကပြည်သူတွေရဲ့ဒေါသတွေစိတ်ညစ်မှုတွေကိုလမ်းလွဲခြင်းတဲ့အခါကျတော့conflict တွေဖန်တီးကြတယ်လူထုရဲ့အင်အားကိုဘယ်အချိန်မှာဘယ်လိုတုံးချမလဲဆိုပြီးတော့တချို့တော့ပါဝါရှိတဲ့လူတွေပေါ့နော်ဆိုတော့ပြန်ပြီးတော့ဒါကိုတုံးချစရာတစ်ခုအနေနဲ့အသုံးပြုပြီးတော့သွားတဲ့နေရာမျိုးတွေမှာတော့ပို့ပြီးတော့များမယ်လို့ထင်တယ်ဟုတ်အဓိကပြန်နိုင်ရတဲ့အကြောင်းရင်းကကြတော့ကျွန်တော်အနေနဲ့ယူဆတာကကြတော့ဒီမုံစကားဆိုတာကလည်းတက်ဖန်တီးတဲ့အကျိုးစီးပွားအတွက်ဖန်တီးတဲ့သူတွေရှိတယ်နောက်ပြီးတော့မီဒီယာအသစ်မရှိတဲ့မီဒီယာတွေကလည်းအဲ့လိုမျိုးစပြီးတော့ဖန်တီးတာတွေရှိတယ်လို့တော့မြင်နေပေါ့နော်အဲ့တော့ကျွန်တော်အနေနဲ့တစ်ဆက်တည်းအကြံပေးလို့တာဘယ်အကြောင်းအရာတစ်ခုခုဖတ်ပြီးပြီဆိုတာနဲ့ကိုယ့်ဘက်ကကိုယ့်အသိဉာဏ်ရနောက်ပြီးတော့ပြန်ဆန်းစစ်ပြီးမှဒီအကြောင်းအရာကိုအတည်ပြုပြီးတော့ရှေ့ဆက်လုပ်เสียရှိတာတွေလုပ်ဖို့အတွက်တခါတည်းဒီမေးခွန်းဖြေပြီးတော့အကြံပေးချင်ပါတယ် Speed Matter ရဲ့ပရိသတ်တွေကရောအခုမေးခဲ့တဲ့မေးခွန်းတွေနဲ့ပတ်သက်ပြီးဘယ်လိုထင်ပါသလဲ